အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုတင်ပေးမယ့်ဗီဒီယိုကတော့ဒီမနေ့အတွက်ပါကနန်းကောင်းမလဲဆိုတာကျွန်တော်နဲ့အတူလိုက်ပါကြည့်ကြရအောင်ကျွန်တော်ရဲ့ page ကိုလည်း follow မလုပ်ရတဲ့သူတွေ follow လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကဲစကြရအောင်ဒါဒီနေရာမှာ4နဲ့4ပုံတော့8ဒါပေါင်းချင်း8ဆိုပြီးတော့3ညနဲ့8ပုံတော့8ပြန်ရတယ်เนาะ8တောင်းဒါဆိုရင်8ဖြစ်အောင်3ညထည့်တာပါနောက်တစ် site က9ပေါင်းပြီးတော့3ညရတယ်3ညရှိနေတဲ့ခါကျတော့3ညပြန်ထည့်တယ်3ညပေါင်းချင်းလဲ3ညပါဝါ9ဆိုပြီးတော့ကျွန်တော်တို့3ည9ထိပ်စီးနေ3နောက်တစ်ခုက4နဲ့5ပေါင်းတော့9ပါဝါ4ဟိုမှာ2ရှိတဲ့ခါကျတော့2ကိုပြန်ထည့်ပေးတယ်2နဲ့2ပေါင်းတော့4 9နော်4ပါဝါ9နောက်တစ်ခုကခွန်5ပေါင်းချင်းက2ဖြစ်ဖို့ဆိုတာဟိုမှာ3ညရှိတဲ့ခါကျတော့ကျွန်တော်တို့ဗတ်ထည့်ပေးရမှာလဲဆိုရင်တော့2နဲ့ခွန်2ပါဝါခွန်ဆိုပြီးတော့ကျွန်တော်တို့2ခွန်ထိပ်စီးနဲ့ရပါတယ်6 8 5ပေါင်းချင်းက9ပါဝါ4ဆိုပြီး4အနောက်ဘက်ကနေလာပါတယ်နောက်တစ်ခုကျတော့9 3ည6ပေါင်းချင်းက9 3ည9ပါဝါ3ညနဲ့9နဲ့လာပါတယ်เนาะနောက်တစ်ခုကျတော့9 2 6ပေါင်းချင်းက3ပါဝါ8ဆိုပြီး3ကြပေးပါတယ်ဒီတစ်ခေါက်ကြတော့3ည4ပေါင်းချင်းက4ပါဝါ9ဆိုပြီးအနောက်ဘက်ကနေကြပေးမှာလားဒါကျွန်တော်တို့ခုနကရတာတဲ့ဟာကိုအခြေခံနေထပ်ဖြည့်ပေးပါမယ်เนาะ9 3ညတို့